အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ဒေါက်တာပြုတ်တီဟာရေးတဲ့စိတ်အညစ်အကြေးတွေကိုအမြဲရှုပ်ဖို့နေပြီပါဆိုတဲ့ဆောင်းပါးလေးကိုဖတ်ကြားတင်ဆက်ပါရစေစိတ်အညစ်အကြေးတွေကိုအမြဲရှုပ်ဖို့နေပြီပါဗုဒ္ဓအဆုံးအမတွေကို Mind Center Teaching စိတ်ဗဟုပြုသင်ကြားခြင်းလို့ဆိုကြတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်လို့ကိုခံယူတဲ့သူဟာစိတ်နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ကြရလိမ့်မယ်။ဝမ်းနဲ့စရာကအများစုဟာအဲ့ဒီအထစ်ကိုရောက်မလာကြပဲအပေါ်ယံဘာသာရေးအဆုံးအမတွေနဲ့ပဲရက်တက်နေကြတာပဲ။ဆင်းရဲကြတာလည်းပါမယ်။ပညာရေးအားနေတာနဲ့လည်းဆိုင်မယ်နေ့စဉ်စောင့်ဝတ်နေရအတွက်ရုန်းကန်နေရသူဟာစိတ်ငြိမ်းချမ်းမှုရှာနိုင်ဖို့ရမလွယ်ဘူးဘာသာရေးကိုအားကိုးရတစ်ခုထောက်ပတစ်ခုအဖြစ်ပဲမြင်ဖို့များမယ်ဒီလိုပဲပညာရေးအားနည်းပြန်ရင်လည်းစဉ်းစားဆင်ခြင်မှုအားနည်းသွားတယ်ဒါတွေကြောင့်ပဲမြက်ကန်းယုံကြည်မှုတွေဖြစ်လာတာဒါနပဲဆိုပါတော့လိုအပ်နေသူကိုတနာညှာတာတဲ့ကရုဏာစိတ်ကိုအခြေခံရတယ်။အစမြင့်ဆုံးကတော့ဒီပစ္စည်းဥစ္စာတွေအပေါ်တက်မှတ်မှုလုံးမရှိတော့ပဲမျှဝေပေးကမ်းတဲ့အဆင့်နိဗ္ဗာန်ချမ်းသာကိုအထောက်အပံ့ဖြစ်စေတယ်ဆိုတဲ့အဲ့ဒီလိုဒါနမျိုးသို့တော့အခုမြင်တွေ့နေရတဲ့အလူအတန်းတွေကနောက်ဘဝကိုပါပြန်ရမလဲဆိုတဲ့အပေါ်ပဲအခြေခံနေကြတာများတယ်။တိမ်မောင်တောင်းချပြီးဖျားတည်တဲ့သာသနာပြုတယ်လို့ပြောရကြတယ်မြန်မာပြည်မှာဇေဒီဖျားအရေးအတွက်မလွန်တော့သေးလို့လားအဲ့ဒီလိုထပ်တိုးလာလို့ရောလူတွေရဲ့ရင်ထဲဗုဒ္ဓအစုံအမတွေပိုစိတ်ဝင်သွားမှာလားဗုဒ္ဓကိုယ်တော်တိုင်ဒီနေ့ထိသက်ရှိထင်ရှားရှိနေသေးရင်ရောအဲ့ဒါမျိုးကိုအားပေးမယ်သာဓုခေါ်မယ်ထင်သလားစဉ်းစားကြည့်မိတယ်ဒီပိုက်ဆံတွေနဲ့စာတန်ကြောင်းဆော့လိုက်ရင်ဆေးရုံဆောက်ပေးလိုက်ရင်လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးလိုက်ရင်ရေရွံ့တူးပေးလိုက်ရင်ဒီလူတွေအတွက်ချမ်းသာရပုံမရဘူးလားပိုလိုအပ်နေတာမဟုတ်ဘူးလားတကယ်ကကုသိုလ်ရလို့တဲ့စိတ်ဒီလိုဖျားတည်ရင်တိမ်လူလိုက်ရင်နောက်ဘဝဘာပြန်ဖြစ်မယ်ဆိုတဲ့အတ္တအပေါ်အခြေခံပြီးလုပ်နေကြတာပါပဲဒီလားဆိုလဲဒီလိုပဲကိုကြောင့်သူတစ်ပါးမထိခိုက်ရအောင်ထိမ့်သိမ်းနေတဲ့ခြင်းဟာကိုချင်းသီလဖြစ်တယ်။ဒီအတွက်ကိုချင်းစာတရားကိုအခြေခံရတယ်။ငါးပါးသီလတော့လုံပါရဲ့။ဆက်လက်မတော်တဲ့သူရှေ့ဆက်လက်တောက်နေရင်လော့စပီကာချင်းနဲ့နိညညအတန်တွေဆူနေရင်မူသာဝါဒတော့မကျွလို့ပေမဲ့တပတ်သားစိတ်ဆင်းရဲတော့အောင်နိနာနာတွေပြောနေရင်ကိုကြောင့်သူအဆင်ပြေနိုင်ပါတော့မလား။ဒါကြောင့်ငါးပါးသီလလုံရင်နောက်ဘဝနတ်ပြည်ရောက်ပြီးဆိုတာမျိုးအစားနေ့စဉ်ဘဝမှာကိုချင်းစာတရားရှေ့ထားပြီးနေထိုင်ကြဖို့လိုတယ်။တရားရောက်အောင်မြင်တာအစင်ပြေတာတွေ့ရင်လည်းမုရိတာပွားနိုင်ဖို့ခက်ကြပြန်တယ်။မနာလိုစိတ်ကတော့ဘယ်သူမှမဆိုရှိတာပါပဲ။သို့တော့ထုတ်ပြခြင်းမပြခြင်းထိသိမ်းနိုင်ခြင်းမသိနိုင်ခြင်းပေါ်မူကြည့်ပြီးလူတွေရဲ့အစဉ်အတန်းကွာခြားသွားကြတာပဲ။စိတ်ကိုသတိနဲ့မစင်ကျင်နိုင်တဲ့အခါကျတော့ဒီမနာလိုစိတ်ကဝစီကံအဆင့်ထိတက်လာတယ်။တပုတ်လေလို့ပြောချင်လာတယ်။နာမည်ဖြတ်ချင်လာတယ်။အဲ့ဒီလောက်မဟုတ်တော့နည်းနည်းကလေးတော့ရီးလိုက်ထိလိုက်ရမှဖြစ်လာတယ်။ကာယကံအနေနဲ့တော့ဒီလူရဲ့ပျက်စီးကြောင်းကိုပါကြံစီတော့တယ်။ Mind Center Teaching ဆိုတာအဲ့ဒါကိုပြောတာ။ကိုယ်စိတ်ကလေးအညစ်အကြေးတွေဖြစ်လာရင်သတိထားမိအောင်ဒါတွေကိုရှော့ဖွတ်နိုင်အောင်ကောင်းတဲ့စိတ်ကလေးတွေနဲ့အစားထိုးနိုင်အောင်သင်ပေးတာဒေါသအစားမေတ္တာကရုဏာလောဘအစားဆွန့်လွတ်ခြင်းမနာလိုစိတ်အစားမုရိဒာမာနအစားနှိမ်ချမှုအရှက်အကြောက်ကင်းမဲ့ခြင်းအစားရှက်တက်ကြောက်တတ်ခြင်းစိတ်လေလိုခြင်းနေရာမှာစိတ်တည်ငြိမ်ခြင်းလောကရန်အပေါ်လိုက်ပြီးစိတ်ကလှုပ်ခတ်နေခြင်းနေရာမှာဥပိ္ပခာနဲ့စသဖြင့်အစားထိုးကြဖို့ဖြစ်ပါတယ်
နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ attachment လို့ခေါ်တဲ့တွဲညီမှုပါပဲအချင်းချုံတော့သစ္စာလေးပါအခြေအချက်တော့ပရိစ္ဆေသမုပ္ပါဒါတွေဟာတွဲညီမှုတနည်းအားဖြင့်တဏှာကိုပယ်တတ်ဖို့ပြောထားတာပဲနိုင်တလုံးပျောက်သွားလို့ဘယ်သူမှဝမ်းမနေဘူးငါနိုင်ပျောက်သွားမှဝမ်းနေတာအဲ့ဒီမှာမှနိုင်ကတန်ဖိုးကြီးလေလေကိုကြိုက်နှစ်သက်လေလေဖြစ်လာတဲ့ပူလောင်မှုကပိုကြီးလေလေပဲကိုယ်တိုင်လဲ attachment ပေါင်းမြောင်များစွာနေမှုကိုမကျင့်နိုင်တဲ့တရားသူများကိုလည်းမဟုတ်လို့ဘူးသို့တော့ဆွဲလန်းမှုနဲ့စိတ်ငြိမ်းချမ်းမှုဟာပြောင်းပြန်အချွတ်ကြတယ်ဆွဲလန်းမှုများလေလေပူလောင်မှုများလေလေပဲဆိုတဲ့အချက်ကိုတော့အမြဲသတိရစေချင်တယ်ကိုပိုင်ဆိုင်ထားတာတွေကိုကိုချစ်တဲ့ခင်တဲ့သူတွေကိုဘလောက်တက်မှတ်တယ်လဲဆွဲလန်းတယ်လဲအဲ့ဒီအတိုင်းအစပုံမူတည်ပြီးစိတ်ငြိမ်းချမ်းမှုကကွာခြားသွားမှာပဲဖြစ်ပါတယ်တခြားဘာသာကိုယ်ွယ်သူတယောက်ဒါမှမဟုတ်ကလေးတယောက်ကိုဗုဒ္ဓဘာသာအကြောင်းရှင်းပြတဲ့အခါဗုဒ္ဓကနတ်ပြည်တရားဟောတာတွေမွေးကလေးကလမ်းလျှောက်တတ်တာတွေရှေ့ဘဝနောက်ဘဝတန်တရားအကြောင်းတွေပြောရင်နားလည်ဖို့ရောလက်ခံဖို့ပါခက်ပါလိမ့်မယ်လက်ရှိဘဝမှာအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေထိုင်မလဲစိတ်တွေကိုဘယ်လိုပြင်မလဲစိတ်ငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေမလဲဒါတွေနဲ့ပတ်သက်လို့ဗုဒ္ဓကဘယ်လိုဟောခဲ့တယ်လဲဆိုတာတွေကလက်တွေ့ပို့ကြမယ်ပို့လဲအရေးကြီးမယ်လို့မြင်ပါတယ်စိတ်ဆိုတာဗုဒ္ဓဘာသာဝင်တွေမှာပဲရှိတာမှမဟုတ်တာလူတိုင်းမှာရှိပါတယ်ဘာသာတရားတစ်ခုကိုတက်ဝင်ယုံကြည်သည်ဖြစ်စေဘယ်ဘာသာကိုမှမယုံကြည်သည်ဖြစ်စေစိတ်နဲ့ပတ်သက်တဲ့အလုပ်တွေဟာကိုနေ့စဉ်စနေတဲ့အာဟာရလိုအိပ်ဆက်ခြင်းလိုနေမကောင်းရင်တောက်တဲ့ဆေးလိုသုံးဆောင်လို့ရပါတယ်လေ့ကျင့်လို့ရပါတယ်မိဝဲလို့ရပါတယ်ကိုယ်စိတ်တွေကိုသတိထားမိနေအောင်ပထမဆုံးလေ့ကျင့်ပါဒါကြောင့်လဲ mindfulness is everything သတိသည်အရာရာလို့အမြဲပြောရခြင်းပါပေါ်လာတဲ့စိတ်အညစ်အကြေးတွေကိုတက်နိုင်သမျှလျှော့ဖို့စီကြောပါကောင်းတဲ့စိတ်ကလေးတွေနဲ့အစားထိုးပါမေတ္တာကရုဏာမုဒိတာကိုချင်းစာတရားတို့နဲ့နေ့စဉ်ဘဝကိုရှင်သန်နေထိုင်ပါဆွေးနွေးမှုတွေကိုလည်းတက်နိုင်သမျှလျှော့ချပါ physical hygiene အားနည်းရင်ညစ်ပတ်လာမယ်အနာသက်တွေထွက်လာမယ်ယောဂတွေဝင်လာမယ်အဲ့ဒီလိုပဲ mental hygiene အားနည်းရင်လည်းစိတ်တွေညစ်ပတ်လာမယ်မကောင်းတဲ့တွေပြန့်နှံ့လာမယ်လူတွေနှာခေါင်းရှုံတာခဲ့ရတာခံရမယ်ကိုယ်တိုင်လည်းစိတ်ငြိမ်းချမ်းမှုပျော်ရွှင်မှုမရနိုင်တော့ပဲအမြဲပူလောင်နေရပါလိမ့်မယ်ဒါကြောင့်နေ့စဉ်နေ့တိုင်းသွားတက်မျက်နှာသက်ရေချိုးသလိုကိုယ်စိတ်ကလေးတန်ရှင်းဖို့ကိုလည်းဂရုစိုက်စေချင်ပါတယ်ခန္ဓာကိုယ်ကမှရေတစ်ခါချိုးပြီးရင်ပြန်ညှစ်ပတ်ဖို့အချိန်ကြာပါသေးတယ်စိတ်မှာအညစ်အကြေးတစ်ခုဖြစ်ဖို့ကစက္ကန့်ပိုင်းတော့မကြပါဘူးတရေလွတ်လိုက်တာနဲ့အဲ့ဒီစိတ်အညစ်အကြေးကကိုယ်အပြောအဆိုကိုယ်လုပ်ရတွေစီပါရောက်လာတာမှမဟုတ်ပူတော်မှဂရုစိုက်ရလေဦးမယ်လို့မြင်မိပါတယ်ဒေါက်တာချိုတီဟာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီຫນွေယူပါ